ရှင်လှုပ်လို့ပြောနေရနော် မလှုပ်ဘူးလို့ပြောနေ ရှင်လှုပ်လို့ပြောနေရ မလှု နော် ပ်ဘူးဟာအာ ဟုတ်တယ်မီဒီယာတွေအများကြီးပဲမမဖြစ်ချင်းအဲ့တော့ငါပြန်လာအဲ့မီဒီယာတွေငါကားပြီးမှတယောက်မှမမြင်ဘူးကြားနော် ဟောရပါလေစိတ်ကြသမားငါ့ကိုယူရမှာမယူလို့မရဘူးနော်အေးနင့်ကချစ်တယ် ကျမတို့ရှင်ကိုလုံးဝမချစ်တော့ဘူးကျမရှင်ကိုမယူနိုင်ဘူးဒါရှင်စခဲ့တဲ့ဇလန်းနေလေ အေးနင့်ကငါပြောတာနော်ငါ့ကိုယူပါလားမယူလား မယူနိုင်ဘူးကျမစကားတစ်ခုကိုဘယ်တော့မှနှစ်ခေါက်ပြောဘူးလို့လေ နင့်ကငါပြောနေနော်နင့်ကငါပြောနေငါ့ကိုယူပါလားမယူ ရှင် လား ကမယူလို့ပြောနေတယ်နော် မယူလို့မရဘူးကွာ မယူဘူးရှင်ကျမလက်ကိုခုလှုပ်လိုက်ရှင်ကိုလှုပ်လို့ပြောနေရ မ နော် လှုပ်ဘူးလို့ပြောနေ ရှင်လှုပ်လို့ပြောနေရ မလှု နော် ပ်ဘူးဟာအာကဲ ကောင်းလိုက်ကြမင်းသမီးရဲ့တကယ်နဲ့ရိုက်လိုက်တယ်လို့ပဲ တကယ်ရိုက်လိုက်တာဗျ ဟောဆိုးရမင်းသားရဲ့လုပ်ငန်းကမှလည်းဘာရှိမှာလဲ ဟာလည်းမမဟုတ်လေဒါရုပ်ရှင်ရိုက်နေမှာမဟုတ်ဘူးလားဟမ် ဒီမှာရှင်ကိုကျမပြောမယ်ရှင်လည်းအတာကောင်းတစ်ယောက်လုံနေပြီးတော့လုပ်ငန်းခွင်ထဲမှာနည်းနည်းပါးပါးထိခိုက်လောက်တာတော့ခံနိုင်ရှိရမှာပေါ့ ဟာတကယ်ရိုက်လိုက်တာလေညမတာကျွတ်တော့တာလေ အဲ့တော့ရှင်အရှောက်တင်းလေးတက်ထောင်းမှာပေါ့ ဟုတ်တယ်ကျွန်တော်တောင်းမှပါလားကျွန်တော်တောင်းမှပါနော်ဟိုမင်းသားနဲ့မင်းသမီးရဲ့ကိစ္စတွေလည်းဒီမှာပွားရနေ အဲ့ဒါလည်းမဆိုင်ခဲ့မပြောနဲ့တွေ့မယ်နော် ဘာပဲပြောရစီ ဟာကောင်းလိုက်တာမင်းသမီးရဲ့ရိုက်တယ်မှာဖြောင်းနေပဲ ဒါကတော့လေသူကျင်နေကျင်နေမကျင်နေလည်းမတက်နိုင်ဘူး ပြီးတယ်မင်းသမီးအပြင်ကအညိုးတွေနဲ့ရိုက်လိုက်တာမလား ဒါလည်းကြိုက်တယ်မလား ကြိုက်တယ်ဒါပေမဲ့မင်းသမီးရိုက်တယ်နော်ကျွန်တော်လည်းမဆိုင် အော်ဟုတ်ပါပြီဒါလည်းကြီး ဟေးကျွန်တော်လည်းမဆိုင်ဝေးဟုတ်ပါဘူးဟေးနောက်တစ်ဆင်းပြောမယ်ဟေးအမလေးမင်းသမီးရဲ့ပြီးပြလိုက်တာရိုက်လိုက်တာမလားဟောင်းဆိုမလေးတည်တယ်နော်တည်တယ်အရင်တော့အညိုးတွေမလားဟမ် မလေးပါရိုက်တာတော့နဲသေးတယ်ဓာတ်နဲ့ပါထိုးချင်တာ မလေးအရင်တော့ကတော့အချစ်ဆုံးနဲ့အခုတော့မုန်းတော့နေပြစ်ကုန်ပြီ ပြောချင်ပါဘူး ဟိုတလောကဆိုရင်လေမင်းသားတော်လည်းနဲ့ဟောရီကမင်းသမီးစွမြတ်အကြောင်းလေမီဒီယာကနေပြီးတော့အချစ်ကြောင်းအင်တာဗျူးလိုက်တာမလေးမီဒီယာကိုကြီးနေတာပဲအခုတော့မှလေအပြင်မှာမီဒီယာတွေကြောင်းနေပြီခဏနေကြရင်မီဒီယာတွေကလာမီးမှာနော်အဲ့ချိန်ကြလို့ရှိရင်မင်းသားတော်လည်းနဲ့မင်းသမီးစွမြတ်ရဲ့အချစ်ကြောင်းတွေပဲမီးမှာကိုယ့်ဘက်ကမဖောင်းအောင်တေးချဖြည့်တော့ အဲမှာမမီရဲ့ အာမင်းသမီး အမနည်းနည်းလောက်ကြည့်လို့ပါ အမမင်းလည်းပြေးပါဦးခဏလေးပါဟုတ်ပါပြီခဏလေးပါ ခဏလေးပါရှင်ဟိုမင်းလေးကိုပြူတာလည်းပြူတာပေါ့နော်ဒါပေမဲ့ဟိုတယောက်ချင်းစီပေါ့နော်အရင်ဝုန်းလုံးဖြစ်တဲ့ခါကျတော့ဟိုလူမြင်လို့လည်းမသိကြပါဘူး ဟုတ်ကဲ့အဲ့ဒါညီမလေးတယ်နော်အဲ့ဆိုညီမတို့လေးတစ်ချက်လောက်ပြေးပါလားဟိုမင်းသားတက်နဲ့မင်းသမီးကလည်းချစ်ကြိုက်လာလဲ3နှစ်လောက်ရှိပြီဆိုတော့လေဒါပေမဲ့လည်းပြတ်သွားပြီဆိုအရန်ခရက်ထနေလို့လေဘုကဇက်ဝင်ကန်းထဲမှာဆိုလဲမင်းသားကိုတကယ်ရိုက်လိုက်တာလားဒါမှမဟုတ်တကယ်ရိုက်လိုက်တာလား ဘာလို့တော့မင်းနေအဲ့ ဟိုရပါတယ်ရှင်ဟိုဘယ်လိုပြောရမလဲအရင်ကအညိုးတွေလည်းရှိတယ်ဆိုတော့တကယ်ရလိုက်တာပေါ့ ဟုတ်ကဲ့ ။အော်မင်းသမီးဟိုကလေအခုမင်းသားတက်လက်နဲ့မင်းသမီးနဲ့လည်းပြတ်သွားတာဆိုတော့လေဘာလို့ပြတ်သွားတာလဲသိလို့ရမလား။ခုလောက်ပြေးပါလား ဩဘလို့ချောင်းပြတ်သွားရလဲဆိုတော့ယောက်ျားလေးတွေကသိရမလားကျွန်တော်လည်းသစ္စာမရှိကြဘူးလေအဲ့တော့သူသစ္စာမရှိတာကြီးကိုကသိပြီးတဲ့နောက်ပိုင်းသူ့ဘက်ကတော့စပြီးတော့ကိုထားသွားတာမခံနိုင်ဘူးလေကိုကပဲစပြီးတော့ထားခဲ့လိုက်တာပေါ့နော် ။မင်းသမီးဘက်ကနေစပြီးဖြတ်လိုက်တာပေါ့နော် ဟုတ်တယ်ကိုကလည်း အဲ့ဆိုလေမင်းသမီးမင်းသမီးနဲ့မင်းသားတက်လက်နဲ့ကလေ3ထင်အောင်ကြိုက်ခဲ့တာဆိုတော့ဘူးမဖြတ်သွားတော့မင်းသမီးမနှမျောဘူးလားယင်ပြီးတော့လေသူနဲ့ကသူကလည်းမင်းသားတယောက်ဆိုတော့မင်းသမီးရင်ထဲမှာခံစားတာတွေဘာတွေမရှိဘူးလား အမလေးဝန်းနေတဲ့စိတ်ဖြစ်ကြဘာရှိလို့လဲကိုလိုလူတယောက်အတွက်သူ့ကနည်းနည်းရောင်ဝန်းနေတဲ့စိတ်ရှိပါဘူး ဟိုကလေမင်းလည်းဆဲနေကြတော့ အော်သူနဲ့ရိုက်ကမဲ့ကားတွေကတော့50လောက်တော့ရှိရဲ့ဒါပေမဲ့ကျမဖြတ်လိုက်ပါပြီဘာလို့လဲဆိုတော့အဲ့ဒီရိုက်ရမဲ့ကား20လုံးဖြတ်ပြီးတော့ကျမရောလိုက်တယ်လေပြီးကြတော့သူ့လည်းကျမယွန်တော့လေမရိုက်ချင်လို့ဖြတ်လိုက်တာ အဲ့ဒါမင်းသမီးကညနာမှုတွေအများကြီးရှိမှာပေါ့နော် ကျမတို့ကဘာနဲ့နာမှုမှမရှိပါဘူးသူနဲ့ရိုက်ကမဲ့ဇလန်းတွေဖြတ်လိုက်ပေမဲ့လေဒီဘက်ချမ်းမှာနောက်တက်လာမဲ့မင်းသားငယ်လေးတွေရဲ့သူ့ထက်နာမည်ကြီးတဲ့မင်းသားတွေလည်းအများကြီးရှိသေးတယ်လေသူတို့တွေနဲ့အလုပ်တွဲလုပ်ဖို့ကျမမှအများကြီးရှိပါသေးတယ် ဟိုကလေမင်းသမီးနဲ့မင်းသားနဲ့လေအချစ်ဇလန်းလေးရောပြန်စားဖို့ရှိသေးလား no ပါကျမဘက်ကလုံးဝပြန်စားဖို့စီစဉ်မရှိပါဘူးသူ့ဘက်ကကျမကိုခက်ခက်ရရနဲ့ခက်ပြီလားတောင်းပန်မယ်ဆိုရင်တော့မှပဲကျမလုံးဝစဉ်းစားမှာမဟုတ်ပါဘူးတန်တဲ့အသေးစိတ်ကိုသိချင်ရင်တော့မင်းသားကိုပဲတောင်းပေးလိုက်ကြပါရှင်နော် ဟုတ်ကဲ့ဒီနောက်ကမင်းမမီး ဝစားလဲကြ လဲအောင်ပါ လာဟုတ်တော့ပါ ရမယ်ရခဏတော့မင်းနဲ့အတင်းမှာဝစားလေးလဲနေလို့နော် တက်ကကျွန်တော်အခုရိုက်မဲ့အဆင့်ကနော် lesson လေးပဲအစားပေးရမှာဟုတ်မင်းသားနဲ့မင်းသမီးဟုတ်ကဲ့အဲ့ဒါပြီးရင်ကျွန်တော်ကိုမီဒီပိုင်ကုန်ချင်းလေးနော်ပြင်မာမိုက်အကုန်လုံးပြောပြီးဟုတ်ဗာပြီးရိုက်မှာနော်ဟုတ်ကဲ့
အော်ဒရိုက်တာကြီးဟိုကျမမင်းသမီးကလေနောက်ဆင်းအတွက်ဝက်စားတစ်စုံလဲပြီးသွားပြီရှစ်မင်းသားကိုစိုက်တော့မယ်ဆိုရင်ခေါ်လိုက်တော့နော်အားလာပြောဟုတ်ပြီဟုတ်ပြီဘယ်ကကျနော်ဘယ်ကြောင်မင်းသမီးကဝေစားလေးပြီးဟုတ်ဘယ်ကမင်းတော့ခေါ်လိုက်နော်ဟုတ်ကဲ့ဟုတ်ကောင်းတော့ကွာလိုက်တော့မရတယ်လာဘာလဲပြီးလို့ရှိရင်ပြပေးမယ်နော်ဟုတ်ပြီကျန်တာဟုတ်ပါလေရရတော့ခုနေရပြီးပြီရိုက်လို့ရပြီဟုတ်ကဲ့ပြပါပြီကျွန်တော်ခေါ်ပေးမယ်နော်ဟုတ်ရပါဟုတ်ဟဲ့မမခလိုက်ခစလောက်တော့ရိုက်ပြီးပြန်လာကျွန်တော်ဘူးကြီးပါဟုတ်ပြီပါဟုတ်ခဏလေးပါမင်းနဲ့ချောက်ဟုတ်နေမီဒီယာတွေအများကြီးပဲမဖြစ်ချင်းအဲ့တော့မပြန်လာအဲ့မီဒီယာတွေငါကားပြီးမှတယောက်မှမမြင်ကြောက်နော်ဟောရပါတယ်စိတ်ကြတယ်မပြောကြီး ဒီဆိုကြည့်ရှင်လာဟုတ်ကြည့်ရှင်လိုက်ဟိုခဏလေးခဏလေးမင်းတော့မကလည်းပဲရိုက်ပြန်လိုက်ပြီးပြီနော်ပြန်လိုက်ပြီးပြီနော်ဆင်းရရန်ကောင်းတယ်မင်းသားဟာဘာဖြစ်လို့အများကြီးကျေးဇူးတင်တယ်ဟုတ်ပြီနော်ဟောကျွန်တော်ပြီးပြီပါနော်ပြီးပြီဟုတ်ပြင်ရတော့ အော်သူရမြက်လာချင်နေသေးတယ်တွေ့ကြသေးတာပေါ့ တော့သူတက်တာချက်တော့လာဆိုးတယ်နေသေးတယ်ပြီးပြီပြန်မလို့ ဟုတ်ဆရာအားလုံးရှင်းလိုက်နော် ငါအဲ့ကြောင့်မလို့အာကူနေမီဒီယာရဲ့တောက်ချုပ်မေးကြီးဟာ စိတ်ကြအဲ့တော့တပည့်ရှိတယ်ပြည့်သိနေလို့အေးโอเคကားထဲမှာမီဒီယာတွေနဲတာမဟုတ်ဘူးမင်းကပြောထားတယ်လေမီဒီယာတွေကားပြီးတော့မှငါမမြင်ချင်ဘူးလို့ပြောခဲ့တာလေ ဆရာလည်းလုံးလာပြီဆရာကားဘီနာမှာမမြင်နေဘူးဆိုလို့တပည့်ကသူတို့ကားဘီနာမှာမထားပဲကားထဲကိုထည့်ထားပေးထားတာသူကအဲကွန်းလေးနဲ့နေကျင်တယ်ဆိုလို့အဲကွန်းလေးဖွင့်ပေးတာလားဆရာကျွန်တော်ပြောလိုက်တယ်ဆရာပြန်လာမှ view လို့အစိုးရအင်းသားမပြူးချင်လို့သူတို့ငါမောင်းထုတ်ခိုင်းတာအဲ့ဒါကိုကားထဲကိုထည့်ထားတာငါမလား